အဲ့တော့ဟုတ်လားနောက်ကနေ object နှစ်ခုလိုက်တဲ့စာကြောင်းလေးတိဆောက်ကြည့်ပထမတစ်ခုတည်းပေါ့ငါသူ့ကိုပေးတယ်ငါသူ့ကိုပေးတဲ့ကာစီနဲ့ပဲဆိုကြပါစို့စာရဘယ်နဲ့စာရကာစီ dear စာရကာစီ dear စာရကာစီ dear ဒါ object ဘယ်နှခုလဲဒါဘယ်နှခုလဲအခုပြောတဲ့စာကြောင်းကတစ်ခုဘယ်နှခုတစ်ခုပဲရှိသေးတယ်เนาะ dear ဆိုတာသူเนาะသူ့ကိုဆိုတော့စာရကာစီ dear okay ငါသူ့ကိုဖုံးပေးတယ်စာရကာစီ dear telephone စာရကာစီ dear telephone okay အဲ့မှာ object ကတက်ရှိ object ကိုရှေ့ရထားလိုက်ပါတယ်တက်မဲ့ရတော့နောက်မှာထားလိုက်တယ်เนาะစာရကာစီ dear telephone okay เนาะအဆင်ပြေတယ်အဲ့ကြတော့တက်ရှိရရှေ့မှာထားတယ်အခုတက်ရှိနောက်မှာထားကြည့်မယ်စာရကာစီ telephone เนาะစာရကာစီ telephone အပါရာ dear เนาะစာရကာစီ telephone ကပါရာ dear သို့မဟုတ်စာရကာစီ telephone on to dear เนาะအဲ့ကြတော့တက်မဲ့ရနောက်မှာထားရင်တက်မဲ့ရှိဘာလိုက်ပေးရလဲဆိုတော့အဲ့တော့ sorry တက်ရှိရနောက်မှာထားတယ်ဟုတ်လားတက်မဲ့ရရှေ့မှာထားတယ်တက်မဲ့ရှေ့ထားပြီးတော့တက်ရှိရနောက်မှာဆိုရင်တက်ရှိရှေ့ကိုဘာလိုက်ပေးရလဲကပါရာမှန်တာပေါ့ကပါရာ on to တခုခုလိုက်မယ်ဆရာကစီတယ်လီဖုန်းကပါရာ dear သို့မဟုတ်ဆရာကစီတယ်လီဖုန်း on to dear เนาะသူ့အတွက်ငါဖုန်းပေးတယ်เนาะသူ့ကိုငါဖုန်းပေးတယ်เนาะအဲ့လိုပုံစံလေးတွေရသွားတယ်เนาะ okay